NVIDIA laptop အတွက် chip အသစ်တစ်ခုကိုဒီတစ်ပတ်ထဲမှာမိတ်ဆက်လိုက်ပါတယ်အဲ့ဒါ RDX Spark လို့ခေါ်ပြီးတော့သူ့မှာ29ပါတဲ့ ARM base CPU မျိုးစားနဲ့တိစောက်ထားတာပါအဲ့ဒါအပြင် desktop version နဲ့9ရဲ့အတွက်အတူတူပဲဖြစ်တဲ့ RTX 5070 GPU လည်းပါဝင်လာပါတယ် Unify RAM အနေနဲ့ 128GB ထိစိုက်လို့ရပြီးတော့ 40mm လောက်ထိအလွန်ပါလွှာတဲ့ laptop တွေမှာသုံးထားတာဖြစ်ပါတယ်ဒါနဲ့မကသေးပဲတနေကုန်ခံတဲ့ battery သက်တမ်းလည်းရှိပြီးတော့ NVIDIA စနစ်တစ်ခုလုံးဥမာ CUDA, DLSS, Ray Tracing အစရှိတာတွေအားလုံးကိုလည်းအပြည့်အဝပံ့ပိုးပေးထားပါတယ်တကယ်လို့ NVIDIA laptop chip တစ်ခုလုပ်ချင်တယ်ဆိုလို့ရှိရင်စွမ်းအင်ချွေတာနိုင်ပြီးစွမ်းဆောင်ရည်မြင့်တဲ့ chip တစ်ခုကိုမလွဲမသွေလုပ်နိုင်မယ်ဆိုတော့ကျွန်တော်တို့တန်တရားရှိစရာမလိုပါဘူးစိုးရင်ကြတွေမရှိခဲ့ပေမဲ့ကျွန်တော်တကယ်စိုးရင်တာကဒီ chip ကိုသူတို့ကသုံးဆွဲသူတွေကိုဘာတော့သုံးစေချင်တာလဲဆိုတဲ့အချက်ပါပဲဘာလို့လဲဆိုတော့သူတို့ရဲ့မိတ်ဆက်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ပွဲရဲ့ပထမ3ပုံတစ်ပုံဒါမှမဟုတ်ဒီထက်ပိုတဲ့အချိန်တွေမှာAI agent အကြောင်းကိုပဲအဓိကထားပြောသွားလို့ပါဒါကြောင့်ကျွန်တော်တို့ဒါကိုဆွေးနွေးဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကသူတို့ရဲ့အဓိကထုတ်ပြောခြင်းတဲ့ product ဖြစ်နေလို့ပါသင်က LLM large language model ဆိုတာဘာလဲဆိုတာသိရင်ပေါ့ဒါတဲ့ဘာလဲဆိုတော့ဥပမာ ChatGPT Gemini Cloud တို့လိုမျိုးပေါ့အဲ့ဒါကြီးကကိုကစာရိုက်လိုက်လို့ရှိရင်သူကစာပြန်ပေးတာဒါမှမဟုတ်မေးခွန်းတွေဖြေတာဒါမျိုးတွေကိုပြောတာပါ agent ဆိုတာကတော့အဲ့ဒါရဲ့နောက်တစ်ဆင့်ပေါ့သင်ကအကြောင်းပြန်ပေးရုံနဲ့မကပဲသင်ခိုင်းလိုက်တဲ့အလုပ်တွေကိုတကယ်လုပ်ပေးနိုင်တာဖြစ်ပြီးတော့ဥမာအနေနဲ့ပြောရရင်ဇီကွက်တစ်ကောင်ပုံဆွဲလိုက်တယ်အဲ့ဒါကိုကင်မရာတောက် angle ပဲ angle ကနေလိုချင်တယ်ဒီဇီကွက်ကိုပြန်တန်းဖို့သင်ရခိုင်းလိုက်မယ်ဆိုရင်အဲ့ဒီ agent ကသင်ရဲ့ app တွေထဲမှာလိုအပ်တဲ့အဆင့်တွေကိုလိုက်လုပ်ပေးမှဖြစ်ပြီးတော့ရီမန်းချက်အောင်မြင်အောင်လှုပ်ဆောင်နေစမှာပဲသူကသူ့အလုပ်တွေကိုသူပြန်စစ်ဆေးသွားမှာပါဒါအသင်ရဲ့ကွန်ပျူတာထဲမှာအလုပ်လုပ်ဖို့ဝန်ထမ်းတစ်ယောက်ခံထားသလိုပါပဲဒီခေတ်မှာတော့ဒီလိုမျိုးလှုပ်ဆောင်နိုင်တဲ့ Korea အချို့ရှိနေပြီးသားဆိုတော့သတိထားမိကြမှာပါဒါပေမဲ့ဒါတွေကနီးပညာဘုသူရအနေငယ်ကိုလိုအပ်ပြီးကိုယ့်ဘာသာကိုပေါင်းဆက်ဖန်တီးရတာမို့လို့တာမန်လူတစ်ယောက်ကတော့လုပ်ချင်မှာမဟုတ်ပါဘူးအခု NVIDIA နဲ့ Microsoft တို့ရဲ့အလောင်းစားတော့ဒါ PC ရဲ့ kit တစ်ခုဖြစ်လာလိမ့်မယ်လို့သူကကြွေးကြော်ထားတာပါအဓိကစိတ်ကူးကတော့ဒီ agent တွေက cloud ပေါ်မှာမဟုတ်ဘဲနဲ့သင်ရဲ့ device ပေါ်မှာလည်းတိုက်ရိုက်မောင်းနှင်လို့ရမှာပါအဲ့လိုလုပ်ဖို့အတွက်ဆိုလို့ရှိရင် Unify memory အများကြီးလိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်ကိုစွမ်းဆောင်ရည်မြင့်တဲ့ agent တစ်ခုရှိဖို့ဆိုရင်ကြီးမားတဲ့ model တစ်ခုကိုအလွန်မြန်ဆန်တဲ့ RAM ထဲမှာထည့်ထားဖို့လိုအပ်လို့ပါ။တာမန် laptop တွေ gaming laptop တွေတောင်မှဒါမလုပ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ gaming laptop တွေမှာအဲ့လိုအလွန်မြန်တဲ့ RAM ပမာဏအလုံလောက်မပါဝင်လို့ပါပဲ။ဒါကြောင့် MacBook Pro ကတော့နည်းပညာအရလုံနိုင်စွမ်းရှိပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီမှာ Unify RAM 128GB ထိရနိုင်လို့ပါ။အလားတူပဲ Unify memory အများကြီးပါတဲ့ AMD Street Halo laptop လည်းလုံနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီ device နှစ်ခုလုံးမှာ CUDA software stack ကိုသုံးလို့မရပါဘူး။ CUDA ဆိုတာတော့လက်ရှိမှာ AI Korea framework နဲ့ model တိုင်းလို့အခြေခံပြီးအရင်ဆုံးအကောင်းဆုံးဖြစ်အောင် optimize ပြုလုပ်ထားတဲ့အရာတွေဖြစ်ပါတယ်။ဒါကြောင့် Unify memory 128GB ပါတဲ့ RTX Spark ကတော့ဒီ CUDA stack ကိုသုံးခွင့်ရမှာပါ။ဒါတကယ်ကိုကောင်းမှုမျိုးဒီကြီးမှန်းချက်အတွက်တည်တံ့ထုတ်လုပ်ထားဖြစ်လို့ပါပဲ။ဒါပေမဲ့ဒီနေရာမှာအခြေအနေနည်းနည်းရင်းရင်လာပါတယ်။ဘာလို့လဲဆိုတော့တခြားစဉ်းစားကြည့်ရင်ဒါ NVIDIA ကြော်ဖြတ်ရမယ်တောင်းမဟုတ်ပဲMicrosoft ရဲ့တာဝန်ဖြစ်နေလို့ပါ။ဘာလို့လဲဆိုတော့ Microsoft ကဒါဒီ agent တွေလှုပ်နိုင်မဲ့ Windows အစိပ်ပိုင်းကိုတိစောက်ပြီးထည့်သွင်းပေးရမယ့် company ဖြစ်နေလို့ပါပဲ။ဒါ operation system ထဲမှာလည်းဒါပါတဲ့ပါဝင်လာမှာဖြစ်ပြီးတော့သင်ရဲ့ taskbar ကနေမောင်းနေနိုင်မှာဖြစ်ပါတယ်။အဲ့ဒါသင်ရဲ့ file တွေ app တွေစီဝင်ရောက်ခွင့်ကိုလိုအပ်ပြီးတော့သင်စနစ်တစ်ခုလုံးကိုအများကြီးဝင်ရောက်ထိန်းချုပ်ခွင့်ရှိဖို့လိုပါတယ်။နောက်ကိုပိုက်လော့ပဲကြည့်အောင်။လူများစုကကိုပိုက်လော့စနစ်ထဲကနေဖယ်ထုတ်ဖို့တက်ကြွကြိုးစားနေကြတာပါ။ဘာလို့လဲဆိုတော့မျက်စိနောက်ဆရာကောင်းတယ်လို့မြင်လို့ပါပဲ။အဲ့ဒါဆိုကိုပိုက်လော့ရဲ့တခြား version ကိုသင်မြင်အောင်ကြည့်လိုက်ပါ။ဒီကပုံမထိန်းချုပ်ခွင့်ပုံမဝင်ရောက်ခွင့်တွေလိုအပ်မှာဖြစ်ပြီးတော့စွမ်းဆောင်ရင်လည်းပုံမမြင်မာလာမှာပဲဒီအရာတွေကိုလှုပ်ဆောင်နိုင်စွမ်းရှိမှာပါကျွန်တော်တို့အနေနဲ့ Microsoft လို company မျိုးကိုဒီလိုမျိုးထိန်းချုပ်ခွင့်ပေးဖို့တကယ်ပဲယုံကြည်စိတ်ချရတဲ့အခြေအနေမှာရှိနေပြီလားဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူးဒါပေမဲ့ဒါကိုအကောင့်ထဲပေါ်ဖို့ဆိုရင်တော့အဲ့ဒီထိန်းချုပ်ခွင့်ကလိုအပ်မှာပါတကယ်လို့သူတို့ကဒါကိုအောင်မြင်လှုပ်ဆောင်နိုင်ရင်တော့တကယ်ကိုအံ့ဩဖို့ကောင်းပါပါကျွန်တော်ပြင်းစရာကောင်းပြီးချိန်ကုန်တယ်လို့ထင်ရတဲ့အဆင့်များစွာပါတဲ့အလုပ်တွေကိုကွန်ပျူတာကနေလုပ်ပေးနိုင်တော့မှာပါဒါပေမဲ့တစ်ချိန်တည်းမှာပဲ Microsoft ဒီလိုစွမ်းထက်တဲ့ Korea မျိုးကိုလုပ်ပြီးတစ်ဖက်ကနေမျက်စိနောက်ဆရာမဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့စိတ်ကူးလို့မရပါဘူးဒါပေမဲ့စောင့်ကြည့်လို့တော့ရမှာပါဒုတိယချက်အနေနဲ့ RTX Spark chip က creative အလုပ်တွေအတွက်ကောင်းမွန်လိမ့်မယ်လို့ဆိုပါတယ်အဲ့ဒါက RAM အများကြီးပါတယ်5070 chip ဖြစ်ပြီးတော့ Adobe ကလည်း Premiere နဲ့ Photoshop အတွက်ဒီ chip ကိုအထူးရည်ရွယ်ပြီး engineer ပိုင်းဆိုင်ရာ architecture နဲ့ထုတ်လုပ်ထားတယ်လို့သိရပါတယ်ဒါကတော့စိတ်ဝင်စားဖို့ကောင်းပေမဲ့ဘာတွေဖြစ်လာမလဲဆိုတော့လည်းဆက်လက်စောင့်ကြည့်ရအောင်ပါတတိယအချက်ကတော့ gaming ပါပဲရှင်းရှင်းပြောရင်ဒါတတိယဦးစားပေးအဆင့်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ laptop တွေရဲ့စရင်းကိုကြည့်ရင်ဒါတွေက gaming laptop တွေမဟုတ်ကြဘူး Lenovo Yoga Dell HPS Asus ProAlto လိုမျိုးပဲဖြစ်ပါတယ်ဒါတွေက creator သို့မဟုတ် control လုပ်တဲ့ productivity တွေကိုဦးစားပေးထားပြီးတော့ game နဲ့ကစားလို့ရတဲ့ laptop တွေပဲဖြစ်ပါတယ်ဒါပေမဲ့ Nvidia ကစိတ်ဝင်စားစရာ game နဲ့အချို့ကိုထုတ်ပြလာပါတယ်ကျွန်တော်နောက်ပိုင်းညရင်ဒါတွေအားလုံးစမ်းသပ်ကြည့်ရမှာပါ
ဂိမ်းကစားဖို့တဲ့တောင်မှအဆင်ပြေကောင်းပြည်နိုင်ပါတယ်အခု RTA Spark တစ်ခုလုံးပေါ်ကျွန်တော်ရဲ့အမြင်ကိုပြောရရင် hardware ဘိုင်းကတော့အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်အကယ်၍တင်ရတာကိုတကယ်စိတ်ဝင်စားတယ်ဆိုရင်ဈေးနှုန်းကိုတော့ထုတ်မပြောပြသေးပါဘူးဒါပေမဲ့လောလောဆယ်ဈေးကွက်အခြေအနေအရတော်လေးဈေးကြီးလိမ့်မယ်ဆိုတာကိုတော့ကြိုတင်ပြင်ဆင်ထားတင်တယ်လို့ထင်ပါတယ်နောက်ထပ်တစ်ချက်တစ်ခုကတော့ PC kit ရဲ့မျှော်မှန်းချက်ပါပဲဒီຢာတွေရဲ့ရှုပ်ထွေးမှုကိုစဉ်းစားကြည့်တဲ့အခါနည်းပညာပိုင်းဆိုင်ရာအခက်အခဲမှုကိုခဏဖယ်ထားလိုက်အောင်ဒါပေမဲ့သူတို့အောင်မြင်အောင်လုပ်နိုင်ခဲ့ရင်တော့ဒီလို agent မျိုးတင်းရဲ့ operation system ထဲမှာတပါးတည်းထည့်သွင်းထားဖို့လူမှုပတ်ဝန်းကျင်ကလက်ခံနိုင်မှာမလားဆိုတဲ့ကြီးမားတဲ့မေးခွန်းတစ်ခုရှိပါတယ်ဒီနေ့လိုခေတ်ကာလမှာအဲ့ဒီအရာသာဒီနေ့အသုံးပြုနိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့စနစ်ပေါ်မှာဒါကိုရှိစေခြင်းပါမလားမသိပါဘူးဒါလွန်ကောင်းမှုမြင်မြင်ကျွန်တော်ဘာသာပေါင်းဆက်ဖန်တီးထားတဲ့အရာတွေကဘယ်နေရာမှာဘယ်လိုရှိတယ်ဆိုတော့အတိအကျသိနေတာပို့ပြီးတော့စိတ်တသက်ရစေပါတယ်ဒါပေမဲ့ဒါက OS ထဲမှာပါဝင်လာပြီးတင်မရှိနေတဲ့အချိန်မှာတော့ဘလို့အလုပ်တွေလိုက်လုပ်နေနိုင်မယ်ဆိုတာမသိနိုင်ဘူးလေဒါတကယ်တော့ထူးဆန်းနေမှာပါဒါပေမဲ့ဒီလိုမျိုးအောင်မြင်အောင်လှုပ်ဆောင်နိုင်မဲ့အရှိန်ဝါနာမည်ဂုဏ်သတင်းနဲ့လှုပ်ဆောင်နိုင်စွမ်းရှိတဲ့ company တစ်ခုကိုပြပါဆိုရင်တော့အဲ့ဒါ Nvidia ပဲဖြစ်ပါလိမ့်မယ်သူတို့ကအရန်ထက်မြက်ပြီးတော့ AI gaming productivity workflow စတဲ့နယ်ပယ်အစုံလင်နဲ့ချိတ်ဆက်မှုတွေအများကြီးရှိပါတယ်အရာတော်တော်များများက Nvidia ကိုဘိုးပြုတ်နေရပါဒါကြောင့်သူတို့အောင်မြင်အောင်လုပ်နိုင်လဲလုပ်နိုင်မှာပါဘယ်သူသိနိုင်မှာလဲတင်ရောဘယ်လိုထင်လဲဒါကသူတို့ပြောထားတဲ့လှုပ်ဆောင်နိုင်စွမ်းနဲ့ဥပမာတွေကိုစဉ်းစားကြည့်ရင်တစ်စနစ်ပေါ်မှာတကယ်ပဲအသုံးပြုခြင်းစိတ်ရှိစေတဲ့အရာမျိုးဖြစ်လာမှာလားကဲဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်